Indian gate ကြီးဖြစ်ပါတယ်ကျစင်ကြီးဗျာတော့အချိန်ကဟိုဟာရှိ9နာရီခွဲပေါ့နေတော့ထွက်ပြီးဒါနေတော့နည်းနည်းကွယ်ပြီးရိုက်မှလင်းပါပေါ့ဗျာအေးဗျာအိုးဆောင်းမရတော့ဒါနေထိုးတဲ့ချမ်းပါတော်သေးအခုမှအိုးဆောင်းလိုက်တော့နဲတော်သေးတော့အေးရဒါဗျာအမေဒီမှာရက်ပါတော့ရပြီပဲဆိုတော့ရပြီလိုက်ဟိုအောင်မယ်တော်ဒါလူကတော်အေးပြီးတော့ရှယ်ပဲတော်မိုက်ပါလေဟာIndian gate ပါတော့ Indian gate ဝင်းကျင်ပါအေးတယ်ရာဒီလူကအေးတယ်ဒါလူအေးတော့ကောင်းအဲ့ဒီမြစ်တော့ပြောင်းတယ်ပြောင်းတယ်ဆိုတော့ကျွန်တော်တို့10မိနစ်ချိန်ရဆိုထပ်ပုံလေးရိုက်မယ်ဒီဘက်လာဘယ်ဘက်ကိုလာပါဒီဘက်ရပါအဲ့ဒီကနှစ်ကြီးပဲနှစ်ကြီးက